မြန်မာနိုင်ငံမှာလေဘယ်နေရာမှလို့မရဘူးနော်ဒီပစ္စည်းကထိုင်းနိုင်ငံနဲ့တကူတကပြီးတော့လမ်းမှာပေးရတယ်ဘာလေးများဖြစ်မလဲဆွဲမယ်ဝါဖေဆွဲနော်ရင်ခောက်လာဖေ2 3 go ဆွဲဖေဝါ这嘞 go ဆွဲဖေဝါ这嘞ဖေ来ဆွဲဝါ2 3ဝါဘာလို့ပါလဲဖေมาเลยเจ็ดตัวนี้งับเดียวดีโอเคเบเบ้โอ้คุ้มใจไล่ปลาทำมาปลาบ้าเบเบ้คุ้มใจไล่ปลาเบโอ้ตาเนี่ยตาโอ้กินข้าวเดจ้าตาหมอว้าเบเบ้หาแล้วเบเบ้โอ้คุ้มใจอสุลาไซกัวดีไซเน่คล้ายอยู่ยังไงไทยทีละตะวะละจะมาตัวยีจอจีหอกอตะไลตะวะเน่จอละ USA มาละอมูละอภัสปรายเน่โบอารมณ์ไม่มีกลาบาชิคุณคานียารอนั่นแน่กะยีจอจีเบเชจะมาตัวยาวตัวบาเมชิงก็เกรมิวเนียบาเอาไว้ยาว USA นั่นไงกูจีตู้เย่ไม่มีเน่เพียตัวสปรายตัวไตปีบาสุลุนั่นแน่ลูกคันดาบาเดชิงสปรายเบ้าเทมาบาดีပါလေဆိုတော့နည်းနည်းတို့နဲ့တူဆက်လက်ပြီးကြည့်ပေးပါဒီတော့နည်းနည်းတို့အဖေများနေလေရောက်တော့မယ်ဆိုတော့တရက်နဲ့ရက်ကြိုပြီးနည်းနည်းကိုလာပြီး supply ကြိုမှာပေးလို့ရပါပြီရှင်နည်းနည်းကြီးဘယ်မျိုးနဲ့ပို့ပေးလဲဆိုတော့နည်းနည်းသွားလို့ရရကုတ်သွားပေးပါတယ်ရှင်အားပေးတဲ့တယောက်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်ဒီတော့နည်းနည်းတို့ဖေနဲ့မေစီကိုသွားပြီး supply တိုက်မယ်ဗရမများတုံးကြီးရှင်ဒီတော့မေနဲ့ဖေစီကိုသွားမယ်မေနဲ့ဖေကနေ့စဉ်နေ့တိုင်းမတူအောင်ဒီတစ်ခါအရှယ်လေးလောက်ထားပေးပါတယ်ရှင်လိုက်လာခဲ့ပါရှင်ဖလဲကြီးတို့မောင်လေးလားအဆုလာဆိုင်အားလုံးပဲမင်္ဂလာပါရှင်ရောက်နေပြီပေါ့နော်ကြက်မတွန်ရွာပေါ့နော်ဗရမများတော့ကြီးရွာနာမည်လေးကကြက်မတွန်ရွာဆိုတော့ဒီရွာကကြက်မတွန်လို့ဖြစ်မယ်ကြက်ကြီးတွေကမတွန်ပေါ့နော်မင်္ဂလာပါဖေနဲ့မေအဆုလာဆိုင်ကိုဝါဒေမတွန်ရတာကြာပြီပေါ့နော်လာခဲ့ပါရှင်ဒီအဝေးရောက်နေတဲ့သူ့တယောက်က surprise တိုက်ပေးတာပေါ့နော်ဒီတစ်ခါသား3ယောက်ဘယ်သူလောက်ပေးလဲဆိုတာအဖေနဲ့အမေခက်မှန်းမှန်မှာနည်းနည်းကပေးပါမယ်ရှင်ဒီတစ်ခါကတော့သားလေးလောက်ပေးတာပေါ့နော်အချစ်ဆုံးသားလေးကလောက်ပေးထားပါတယ်သားလေးဘယ်သူလောက်ခက်မှန်းမယ်လဲဖေဒီကိုလားဖေလားမေရောပြီးပြီလားမေမိုပပဒီတခါချောနေရောကွယ်လောအဲမာဒါအဝေးရောက်နေတဲ့ตาကလက်ဆောင်ဝယ်ပေးထားတာပေါ့နော်အင်ကြီးလေးဒီမှာနေပူတယ်ဖေဒီကိုလားကြော်ပါဒီမှာတစ်ချက်ကန်တာဖေအတွက်မိုးရပြီးရင်ဒါမေအတွက်ဟိုမှာဖေအတွက်သားယူလာတို့ဒီနားမှာခုန်ထားမယ်ထင်တယ်โอเคဟုတ်မေကြီးကိုစောင်းလိုက်မယ်ဆိုင်မင်္ဂလာပါရှင်ဟုတ်ပြီဒီနေ့အဝေးရောက်နေတဲ့သား3ယောက်อ่ะပေါ့နော်မေနော်ဒီတစ်ခါသမီးမဟုတ်ဘူးသားလေး3ယောက်ကဘယ်အယောက်ကလုတ်ပေးလဲခက်မှန်မှန်မှာပေးမှာပါရှင်လုတ်ပေးတော့မဟုတ်ဘူးတယောက်တည်းပဲပြောအဲ့ဒီသား3ယောက်อ่ะသားဘာတူလဲဘယ်အယောက်လုတ်ပေးလို့တင်လဲမမိုးခက်မှန်ကြည့်အကြီးကျော်ကနာမည်ဘယ်လိုခေါ်လဲအောင်မြင့်သိအဖေဟာရောစိတ်ကြီးရေဒါဆိုသား3ယောက်နာမည်မတူဘူးပေါ့နော်အောင်မြင့်သိကအငယ်လားအကြီးလားမို့အကြီးဆုံးစိတ်ကြီးရောအငယ်ဆုံးကဟိုတရားမဟုတ်လားအလန့်တော့ဟုတ်ပြီအဲ့ဒါဆိုရင်အခုလောက်ပေးတဲ့သား3ယောက်ကမေမားပါတယ်ရှင့်ဖေမှန်သွားပါတယ်စမ်းကြည့်အေးပေါ့နော် USA ကနေမာပေးတယ်အဲ့ဒါကြောင့်ဖေအရင်မှန်တယ်ဆိုတော့ဖေဒီပလဲလေးကိုအရင်ဆွဲမယ်ဆဲမယ်ဘာလို့ထင်လဲဖေမချလဲဘာလို့ထင်လဲခက်မှကြည့်ဖေရဲ့ဘဝမှာလေအလိုချင်စောကဘာလဲဖေပတ်စံပဲနော်ဟုတ်ပြီမြန်မာနိုင်ငံမှာပေါ့နော်ထိုင်းနိုင်ငံကနေဒီလိုပစ္စည်းပဲမှာလို့ရတယ်မြန်မာနိုင်ငံမှာဝယ်လို့တော့မရဘူးဘာများဖြစ်မလဲဆိုတော့ကြော်ပါရဲ့လိုင်းခေါင်းโอเคဖေဆွဲချင်ပြီလားဆွဲမယ်နော်ဆွဲချင်ပြီလားမြန်မာနိုင်ငံမှာလေဘယ်နေရာမှလို့မရဘူးနော်ဒီပစ္စည်းကထိုင်းနိုင်ငံနဲ့တကူတကပြီးတော့လမ်းမှာပေးရတယ်ဘာလေးများဖြစ်မလဲဆွဲမယ်
ဝါဖေဖေဆွဲနော်ရင်ခောက်လာဖေဖေ မကောင်းပါဘူး 2 3 go ဆွဲဖေဖေဝါကျလဲဖေဖေလက်ဆွဲဖေဖေဆွဲဝါ2 3ဝါဘာလို့လဲဖေဖေမလေးချက်တုန်ဒီငါပြောသည်โอเคဖေဖေမေမေကိုခုတ်သွေးလိုက်ပါ ရမပါမောင်းနေ မေမေကိုခုတ်သွေးလိုက်ပါဖေဖေမောစာနေနေစာ ဘောအော်ကိကား ဒေကြတာမောဝါမေမေဟာလည်းဖေဖေကိုခုတ်သွေးမေမေလို့ခုတ်သွေးရတာဒါအပြော်ပဲတော့လို့သွေးဟာဝီโอเคစတာနော်ထပ်ကြည့်မယ်ဖေဖေကြည့်မယ်မွေးမယ်ရှိသေးတယ်ဒီအနီရောင်လေးယူမယ်ပါလေဖေဖေဒါယူမယ်ယူထုတ်မယ်ဘလောက်လဲယူလဲဘလောက်လဲဘမိုးဟာလဲကွယ်ဘမိုးဟာစီးတယ်ဘမိုးယူဘမိုးကြည့်ဝါဘာလဲဘကွယ်ဝေးပတ်စံလာဖုံးလာသိချာကြည့်အောင်ဝေးဖေဖေဆွဲဘာဒါအဝေးရောက်နေတဲ့ USA ကကိုဘောနော်သူမိမနဲ့ပြီးရင်အဖို့တန်းကြည့်တို့နေများလောက်ပေးထားပါတယ်ရှင်ပြောလားမို့ဒါတလဲလို့ဘာဘယ်များတော့ပါလားဘာလဲဘေးဟိုဘက်တော့ဘာလဲဖေဖေလာနေစေပါ Oh my god ဒီတစ်ခါတော့လေနည်းနည်းတော့ရိုးရှင်းပဲပေါ့နော်တိုက်ကြည့်ခဲ့ကြိုက်လားဖေဖေတိုက်တယ်နော်တူဖွင့်မယ်ခဏတော့မေမေကလည်းပါလေမလို့တော့ပါလေနည်းနည်းလေးလုပ်ပေးတာမဟုတ်ဝါဟုတ်ပြီမေမေပါလေမချက်လဲဝါထောင်းလားမမွေသမင်းထောင်းလားဝါပြလိုက်မေမေဒီကနေ့ကလောဖြဲလိုက်မေမေဝါဘာလဲမေမေအမလေးမူလိုက်တာမလားလေရင်ခေါ်လားဆွဲမေမေဆွဲ ရသေးသေး ဆွဲမေမေဆွဲရဲဆွဲပါဒါမတူရမလဲဝိုးလာဝါဘလောက်လဲဖေဖေပြလိုက်အောင်10သိန်းပါရှင်ကြိုက်လားဖေဖေဒီပတ်သက်10သိန်းရပါလို့မလဲ လာလုံး လူတန်လို့မယ်ဖေဖေပတ်သက်ရမေမေကိုမပေးဘူးဆိုဟုတ်လား အပေးရတူးစားရှိလို့ ဟောလို့30မေမေဘာလုံးမလဲပတ်သက်အလူလောက်မယ်နော်ပတ်သက်ရယောက်ျားကိုပေးပါလားယောက်ျားကိုရှင်းလားဖေဖေမေမျိုးဘာပေးဘာမပေးရတာကြပြီမေမေပြဘာပြပေးဒီမှာကလေးတာတော့မေမေနဲ့ဖေဖေအတွက် issue တယောက်5ဘူးနော်ဟိုမှာကြည့်ပြီးတော့လေလုံးလာပေးတဲ့အဖို့တန်းစီအတွက်သူ့တောင်းပေးပါဦးမေမြန်လိုက်တာကြည့်မေမေပြရပြီဆိုတော့တို့ထိုင်မယ်မေတာမေဒီတခါတာလေးလုံးလာပေးတယ်ဆိုတော့ဘလို့ခက်တာလိုက်တာမေမလာဒီရုပ်ပေါ်မှာဆိုလို့ဘလို့ခံစားရလဲအခုဒီတခါတာလေးလှုပ်ပေးတယ်ဆိုတော့နော်တာလေးစမ်းကြည့်ရပါတော့အမေကိုအရင်လှုပ်ပေးချင်တယ်တဲ့အခုမှအဆင်ပြေလို့မမေတို့ကိုလှုပ်ပေးတာတဲ့မမေငိုမလားရီမလားငိုလေနေကြတယ်ရောပါကူလေဘေဘေရောငိုမလားရီမလားတာစမ်းကြည့်တခါမှမလှုပ်ပေးဘူးဒီပေါ့နော်ဘလို့ခံစားရလဲဘေဘေတာလေးလှုပ်ပေးတယ်ဆိုတော့လေ ရုံရတယ်တလူလောက်တာဒါပဲကာလူကြီးလဲချမ်းပါဘူးချမ်းပါတာချမ်းသာပါစေလူဆန္ဒကြီးမှာပါထုံကြီးအော်တက်တရားကျုံရပါစေတော့ဘုရားရှိတောင်းဖေဖေပေးတဲ့ဆုနဲ့ပြပါစေမေမေရောဆုတောင်းပေးလိုက်ပါဦးကိုသားနဲ့ချွေးမလေးကိုပါလဲကြီးနေတယ်ပြောလာမေမေငိုလိုက်မေမေငိုလိုက်သူများတွေပြောတယ်ဘာလို့မငိုတာလဲတဲ့ ပါစီချမ်းသာပါစေလူရဲ့ဆန္ဒပြေဝပါစေကာလူကြီးဒီပေးတဲ့ဆုနဲ့ပြပါစေရှင်လှုပ်လာပေးတဲ့အမတို့အကိုတို့အဝေးရောက်နေတဲ့ USA က
ထိုင်းနိုင်ငံရောအမိုးသားသမီးများအားလုံးပေါ့နော်ကျမ်းပါပါစေချမ်းသာပါစေလုံတမြအလောက်ကန်တွေအဆင်ပြေပါစေကြီးပွားပါစေတိုးတက်ပါစေအောင်မြင်ပါစေနော်နည်းနည်းတို့အတူတူဒီကက်ကြီး၃ပါးကိုအတူတူကြော်လွှမ်းမယ်နော်မမေနော်အဖာဒုကိုဝါဒီအဖာဒုအဖာတီတော့ပိုင်လာဆိုင်ကိုဝါဒီဆိုင်နေမို့နော်အဘွားပေးလိုက်ဦးမမို့ပပအဘွားပေးလိုက်ပပပြောလားပြောတလားအေးမောင်တို့ရေပြောတလားအေးမဲတို့ရေတို့မေမေနဲ့ဖေဖေကိုပုံလလလေးရိုက်ပါမယ်ရှင်ကျေးဇူးတင်ပါတယ်ဗဒမြတော်ကြီးလာ